မင်္ဂလာပါ Channel H Group ကကြိုဆိုပါရစေကျွန်တော်တို့ Channel H Group ရဲ့စိတ်မြေပြင်ပရာလောကအတွေ့အကြုံဇာတ်လမ်းတွေနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေကြတဲ့ပရာလောကဖြစ်ရစံဇာတ်လမ်းတွေကိုကြည့်ရှုခန်းစားနိုင်ဖို့အတွက် Channel H Group Online Channel ကို Like and Subscribe လုပ်ထားပေးကြဖို့အရေးဆုံးမေတ္တာရပ်ခံလိုက်ပါတယ် Channel H Group ကတင်ဆက်ပေးနေတဲ့ဇာတ်လမ်းတွေကိုမပြတ်ကြည့်ရှုနိုင်ဖို့အတွက်လည်း Subscribe ရဲ့ဘေးကခေါင်းလောင်းလေးကိုနှိပ်ပေးထားဖို့လည်းမမေ့လိုက်နဲ့နော်အခုကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စာရေးဆရာဇေယျကျော်ထင်ရဲ့ကြားဖြန့်တစေဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။ကြားဖြန့်တစေညကတိတ်ဆိတ်ငြိမ်သက်လွန်းတော့ကိုင်းမင်ဖျားပေါ်ဖြတ်တိုက်တိုးဝေသွားသောလေဤအတန်ကိုပင်နားရဲကကြားနေရသည်။လောက်ကင်ဒေသ၏အေးဆက်သောမြူကိုတွေကိုခွင်းပြီးတိုက်ခတ်လာသောလေအမောင်တို့ကိုသားယူပြီးအေးဆက်ဆက်ထိတွေ့ဖြင့်ပုတ်တိုက်ဖြတ်ကျော်သွားသောလေတော်ယုံဆိုအနှဲငယ်လောက်အေးယုံဖြင့်အနှွေးတဲ့ထူထူဝစ်ထားတဲ့သူတပ်ပိုင်တယောက်ဘာရဲ့ကြောင့်မသိယခုကြမှာပင်စောင်းပါတစ်ထည်နဲ့ကင်းတင်နာမက်မက်ကြီးရက်နေလျက်ရှိ၏ရုတ်တရက်နားရဲတိုးဝင်လာသောအတန်တဲ့တပ်ပိုင်တယောက်စက္ကနဲတုံသွားမိသည်လက်ထဲမှကင်ထားသောပါရီဂန်ဟုခေါ်ကြသည့် Type 81တနက်ထွေလာကွင်းပေါ်ကိုလည်းလက်ကဖြတ်ခနဲရောက်၏တပ်ပိုင်ကြည့်နေစဉ်မှာပင်ကင်းနေရှိအုတ်တိုင်းပေါ်မှာလူတစ်ယောက်တိုးထွက်လာသည်ကိုတွေ့လိုက်ရ၏တိတိကျကျဆိုရသောအမျိုးသမီးတူပင်ကြည့်နေစဉ်မှာပင်ထိုမျိုးသမီးကအုတ်တိုင်းပေါ်မှကြော်၍တပ်ပိုင်ရှိသို့ပုတ်ခနဲခုံဆင်းလာလေတော့၏တပ်ပိုင်ကိုတွေ့လိုက်ရတော့ထိုမျိုးသမီး၏မျက်နှာမှာစိတ်သက်သာရာရဟန်ဖြင့်ဝင်းလက်သွားလေတော့သည်အကိုတရုတ်တန်ဝဲဝဲဖြင့်ထွက်ပေါ်လာသောဗမာစကားတစ်ခွန်းတပ်ပိုင်နှခမ်းရှိကိုလက်ညှိုးတစ်ချောင်းထောင်၍ရှူးဟုတင်ကေတပြုလာ၏တတိုင်းတွင်းရှိစောင့်တချို့စီမှထွက်ပေါ်လာသောဒေဝစကားတံများနှင့်ဗမာပြည်သူစစ်များ၏ဆေးရည်တံများကိုလည်းတတိုင်းပြင်မှနေ၍ကြားလိုက်ရပြန်သည်တတိုင်းတွင်းကအတန်တွေကိုကြားလိုက်တော့အုတ်တိုင်းကိုကြော်ပြီးထွက်လာသောတရုတ်မာလေးမျက်နှာကွက်ခနဲပြက်သွားပြီးတပ်ပိုင်မျက်နှာကိုအာကိုတကြီးလှမ်းကြည့်၏တပ်ပိုင်တရုတ်မာလေးကိုခေါင်းညှိပြလိုက်သည်ပြီးကင်းတဲဘေးကလမ်းကိုလက်ညှိုးထိုးပြလိုက်၏သွားတော့နော်တပ်ပိုင်စကားကြောင့်တရုတ်မာလေးကတပ်ပိုင်မျက်နှာကိုတစ်ချက်ကြည့်ပြီးတပ်ပိုင်ညွန်ပြရာလမ်းဘက်ကိုခြေလမ်း၅လမ်းစာလောက်အမောတကောပြေးထွက်သွား၏ပြီးနောက်ပြန်လှည့်လာပြီးတပ်ပိုင်ကိုကြစ်ကြစ်ပါအောင်ဖတ်ထားလိုက်ပြန်သည်တတိုင်းတွင်းမှစကားတန်များကစူညံလာကြပြန်သည်တပ်ပိုင်သူ့ကိုဖတ်ထားသောတရုတ်မာလေးလက်များကိုဆွဲခွာ၍အမြန်သွားဖို့အချက်ပြလိုက်မိသည်သွားတော့ခဏနေအထက်ကထွက်လာကြလိမ့်မယ်မြန်သွားရုတ်တရက်လမ်းလျှောက်စကားပြောဆက်ထဲမှနေ၍ကင်းထဲများစီကိုလှမ်းမေးနေတော့စကမ်းမှု၏အတန်ကိုလည်းကြားလိုက်ရ၏စကားပြောဆက်ထဲကအတန်ကိုကြားလိုက်ရတော့တရုတ်မလေးမျက်နှာကွက်ခနဲပြတ်သွားသည်ပြီးတပ်ပိုင်ကိုနှုတ်ဆက်သည့်အကြည့်များဖြင့်ကြည့်ကခြာကနေလှည့်ထွက်သွားလေတော့၏တပ်ပိုင်တက်ပြင်းချလိုက်မိသည်စက္ကန့်ပိုင်းများငိုင်းနေပြီးမှထွက်ခွာသွားသောတရုတ်မလေးနောက်ကျောသို့တနက်ဖြန်ကောက်ချိန်လာ၏တရုတ်မလေးကတော့ဘာမှမသိတပ်ပိုင်ကိုစိတ်ချယုံကြည်စွာဖြင့်ညွန်ပြထားသောလမ်းတိုင်းတလန်းချင်းတိုးဝေပြီးသွားနေလျက်ရှိ၏9လမ်း10လမ်း9လမ်း Type 81တနက်မှထွက်လာသောဒိုင်းကနေတန်တစ်ချက်ကမောင်ရီဝရဝညကိုတွတ်ခါအောင်လှုပ်ရမ်းသွားလေတော့၏တကယ်တော့တပ်ပိုင်ကရေလိုလူဖြစ်သည်ဖြူစင်တန်ရှင်းသောရေတန်းတော်မဟုတ်အနှဲငယ်ကြည်လင်တော့လေပိုးမွားအနှဲငယ်ပါတော့တောင်းမီလီရေစာခဏတာပြေးပြီးယောဂဖြစ်နိုင်သောချောင်းရည်စိတ်ရည်လိုမျိုးပင်ရင်းနှင်းတူသောအဓိကချက်ကတော့ရောက်ရနေရမှာထဲသည့်ခွဲပုံစံအတိုင်းတသွေးမတိန်ပြောင်းလဲတတ်ခြင်းမျိုးဒီချက်တွေကပဲတပ်ပိုင်ကောင်းခွက်ဖြစ်သလိုစိုးခွက်လည်းဖြစ်နေတတ်ပြန်သည်ကောင်းခွက်နေဖြင့်လူဝင်ဆန့်ပေါင်းသင်းများပေမဲ့စိုးခွက်နေဖြင့်တော့ရက်တရက်ခိုင်ခိုင်မာမာမရှိတွေးသည့်လူနှင့်ပေါင်းကလူတကာကြိုက်လိုက်တတ်သူဖြစ်နေခြင်းပင်ဒီလိုအကျင့်စရိုက်ကလေးကိုလောင်းကစားလေးနဲ့အရက်နဲ့မိန်းမနည်းနည်းလေးပါရောဆက်လိုက်တော့တပ်ပိုင်ဘွားပြက်ခဲ့ရသည်မှာအဆန်းတော့မဟုတ်ပေဒီအကျင့်နေကြောင်းပဲမြေပြန့်ဒေသကုမ္ပဏီကြီးတစ်ခု၏စူပါဗိုက်ဇာယာထူးမှပြုတ်ခါလောက်ကင်ဘက်သို့လွင့်လာခဲ့ရခြင်းပင်ဖြစ်သည်ဆိုခဲ့သလိုဒီချက်တွေကပဲတပ်ပိုင်ကောင်းကွက်ဖြစ်နေတော့လေတပ်ပိုင်တယောက်သူများတွေလိုအလုံးလက်မဲ့ဘွားဖြင့်လောက်ကင်မှာကြာရှည်မနေလိုက်ရပေရောက်ပြီးမကြမီပြည်သူစစ်ဖွဲ့တစ်ခုမှတန်းပြီးအလုပ်ရ၏ငငယ်ကတက်ထဲမှနေခဲ့ရပူပြီးစူပါဗိုက်ဇာယာထူးဖြင့်ဝန်ထမ်းများစွာကိုအုပ်ချုပ်လာခဲ့ပူသည့်တွေ့ကြုံတို့ကြောင့်ပြည်သူစစ်ဖွဲ့ထဲမှလည်းတပ်ပိုင်တယောက်
ပန်းချံဟုခေါ်ကြသည့်တက်စိတ်မှုရာထူးကိုခဏနှင့်ရခဲ့ပြန်သည်ဘွေစိုးပါသောမြင်းတကောင်မူတပ်ပိုင်နောင်တရလူကောင်းလို့သောချိန်ကခဏပင်လက်ထဲရွမ်ငွေလေးတွေစီကားလာချိန်တွင်တော့တပ်ပိုင်၏အချင်းစရိုက်တို့ကဘူးပေါ်သလိုပေါ်လာရပြန်သည်ချစ်သူလမ်းကြောင်းဟုခေါ်သော200ရန်လမ်းကိုလည်းတပ်ပိုင်ချီရချင်းထက်၏လောက်ကံမျိုးတွင်မရောက်ဘူးသောဖဲဝိုင်း KTV ဟူ၍လည်းမရှိတော့တခါတလေ WY လေး K လေးနံပါတ်4လေးပင်ချလိုက်ပြန်သေးသည်ဒီချိန်ဒီမှာတပ်ပိုင်အားမိုင်နှင့်ရင်းနှီးခဲ့ခြင်းပဲဖြစ်သည်အားမိုင်ကကိုးကန့်လူမျိုးမဟုတ်တရုတ်နိုင်ငံမှာမွေးဖွားကြီးပြင်းလာသောပြည်မကြီးတရုတ်ဖြစ်၏ရာဇဝတ်မှုတစ်ခုဖြင့်မြန်မာပြည်တွင်တိမ်းရှောင်လာပြီးကြားဖြန့်လုပ်တွေမှာဝင်ရောက်လောက်ကင်နေသူဖြစ်သည်တကယ်တော့လောက်ကင်ဒေသ၏ပြည်သူစစ်ဆိုသူတွေမှာကိုးကန့်တထေးများ၏မကောင်းသောစီးပွားရေးလုပ်ငန်းများအတွက်ကြေးစားဆောင်စစ်သားများပင်ဖြစ်သည်ပြည်သူစစ်များအဓိကလုပ်ရသောအလုပ်သည်ကြားဖြန့်ရုံများကိုစောင့်ရခြင်းပင်တဝင်းနှင့်အမြဲတူနေခဲ့ရသူများမို့ကြားဖြန့်မာလေးအားမိုင်နှင့်တပ်ပိုင်တို့ရင်းနှီးမိခဲ့ကြသည်မှာအဆန်းတော့မဟုတ်ပေတပ်ပိုင်နေသည့်အခန်းမှာကကြားဖြန့်တွေခေါင်းဆောင်ရှိသည်အားမိုင်ကတခါတလေထိုကောင်နှင့်လာအိတ်သည်ကြားဖြန့်တွေနှင့်ပြည်သူစစ်တွေရင်းနှီးခွင့်မရှိသည့်အတွက်အခန်းပြင်မှာတော့မသိသလိုနေကြပေမယ့်အခန်းတွင်းမှာတော့အားမိုင်ကနောက်ပိုင်းကာလများတွင်တပ်ပိုင်ကလေးမော်ပါရောက်လာတော့သည်ကြားဖြန့်ခေါင်းဆောင်ကလည်းဒီကိစ္စကိုရင်ငုံနှုတ်ပိတ်နေထား၏မနေလိုလဲမရအပြင်ထွက်ခွင့်မရှိသောသူ့အတွက်သူသုံးလိုသော WY ကိုတပ်ပိုင်ကဒိုင်ငံရှာပေးထားသည်မဟုတ်ပါလားဇလန်းကိုချုံရလျင်အားမိုင်ကကြားဖြန့်လောက်ကနေထွက်ပြေးခြင်းသည်သူထွက်ပြေးလို့ရလျင်သူ့ကိုတပ်ပိုင်တိတ်တဆိတ်ဖွင့်ပေးထားခဲ့သောအလီပေးတဲ့ကငွေများကိုတပ်ပိုင်အားပေးခဲ့မည်ဖြစ်သည်သူကတော့ငွေနှဲငယ်ယူသွားမည်တပ်ပိုင်ကလည်းအမြဲတမ်းငွေလိုနေသည်ဖြစ်ရာဒီကိစ္စကိုကူညီမည်ဟုကတိပေးလိုက်မိသည်ပြဿနာကထွက်ပြေးဖို့စီစဉ်ထားသောရက်မတိုင်မီ2ရက်အလိုအားမိုင်ကတပ်ပိုင်စီငွေများကိုလွှဲပေးချိန်မှစသည်တခြားယုံမှာပြည်သူစစ်နှင့်ပေါင်းပြီးထွက်ပြေးသွားသောကြားဖြန့်ကိုပြန်မိရာပြည်သူစစ်ရောကြားဖြန့်ရောနှစ်ယောက်စလုံးကိုတပ်ပစ်လိုက်ကြသည်ဟုသတင်းကြားခြင်းပင်တပ်ပိုင်တို့တထေးကလည်းဒီကိစ္စကိုခေါ်ပြော၏ထွက်ပြေးလျင်အသေးပစ်ဖို့နှင့်ကြားဖြန့်ထွက်ပြေးလို့မမိလျင်ကင်းကြသောပြည်သူစစ်ကိုအချုပ်ထဲထည့်ကာကြားဖြန့်လုပ်ငန်းများတွင်ခိုင်းမည်ဖြစ်ကြောင်းပင်အိမ်မပြောသူအတွက်ညတာကရှေလွန်းလာသည်မှာတဘာဝပင်ဖြစ်သည်ထွက်ပြေးရအောင်ကလည်းပြည်သူစစ်ခေါင်းဆောင်တထေး၏လက်တံကရှေလွန်းလာသည်သူစီကနေလည်းတပ်ပိုင်ကြိုးထုတ်ပြီးတုံးထားသောလစာများလည်းရှိသေးရာတပ်ပိုင်ပြေးမည်ဆိုလျင်လာရှိုးမရောက်ခင်မှာပင်အစပြောက်သွားနိုင်သည်တပ်ပိုင်မပြေးပဲအားမိုင်ပြေးသွားပြန်လျင်လည်းတပ်ပိုင်အတွက်မစားသာယူထားသောငွေများကိုလည်းပြန်ပေးလို့အဆင်မပြေတပ်ပိုင်ဒီငွေတွေကိုလည်းသုံးဖြုံးပျော်ပါပစ်ချင်သေးသည်နောက်ဆုံးတော့တပ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်သားသားချလိုက်တော့သည်ပြဿနာအလုံးကိုရှင်းဖို့ကြည်တတော့မေရင်းရမှာလဲတန်လွန်းလှသည်ပဲမဟုတ်ပါလေလားအားမိုင်ဇလန်းကပေါင်ပေါက်ကျိုင်းကကြားဖြန့်ယုံလေးအတွက်တော့တင်ငန်းစာပြစရာဖြစ်ပြက်ပင်ထွက်ပြေးဖို့မြဲချောင်းနေတဲ့ကြသောကြားဖြန့်တရုံများပင်ငြိမ်ဝှက်ကုန်ကြသည်တပ်ပိုင်ကတော့ပတ်စံများများရလိုက်သည့်ပြင်တာဝန်ကျေသည်ဟုဆိုပြီးစကမ်းမှု၏မျက်နှာသာပေးခြင်းကိုပင်ခံလိုက်ရသေးသည်သို့သောတပ်ပိုင်ပျော်ရသည်မှာတပတ်မပြေခဲ့မရရအားမိုင်ဆုံးပြီး3ရက်မြောက်ညတပ်ပိုင်လွန်ခဲ့သည့်3ရက်ကကင်းကြခဲ့သည့်နေရာသို့ပင်တပတ်ပြန်လေကတာဝန်ကျခဲ့၏ပေါင်ပေါင်ကျိုင်းရှိကြားဖြန့်ရုံနောက်ဘက်တောလန်းဘက်ကကင်းတဲ့နေရာထိုးတက်ပို၍တိတိကျကျပြောရမည်ဆိုလျင်သူနှင့်အားမိုင်တို့၏ဇလန်းကိုအဆုံးသတ်စေခဲ့သောနေရာတကယ်တော့ဒီနေရာကိုတပ်ပိုင်ပြန်မလာခြင်းပေသို့တော်ဒီနေရာမှာကင်းမဆောင်ရဲဟုပြောလျင်လည်းယောက်ျားတိတ်ခါကကြောက်မည်ဒီတော့ပေကက်ပြီးစောင့်မှုသာဆုံးဖြတ်ပြီးရောက်လာခဲ့ရခြင်းပဲဖြစ်သည်ညကတိတ်ဆိတ်ငြိမ်သက်လွန်လာသည်အေးတဲ့ပြင်လာမိုက်ညကိုကြော်လွန်ပြီးကစားညများမှုအမောင်တို့ကလောကတဲ့ရှစ်ခွင်လုံးကိုအုံသေးညှိုဆိုင်လျက်ရှိသည်တိတ်ဆိတ်လွန်းတော့လေအတွေးများကဟိုဒီရောက်ရက်ခက်လွန်းထိုးနေကြပြန်သည်မတွေးကျင်သောຢာများကိုမတွေးကျင်သည့်ကြားမှာပင်အလိုလိုတွေးနေမိသည်မှာစိတ်အစိုးမရသောသဘောတဘာဝပင်လားမသိပါတော့ကြတပ်ပိုင်မျက်လုံးထဲမှာအားမိုင်မျက်နှာလေးကိုမြင်ရောက်နေမိသည်သွေးစားတို့ပေလူးနေသောမျက်နှာလေးကမယုံကြည်နိုင်ဟန်ယူကျုံမရဟန်အပြည့်ငါလိုးနေမှာပဲကွာကိုယ်စိတ်ကိုလိုမကျစွာဖြင့်ဆဲရေးလိုက်မိပြီးစိတ်ပြောင်းလဲဖြစ်သွားအောင်မိချစ်ကိုဘောင်းမြေထဲကဆွဲထုတ်လိုက်မိပြီးတဲပေါ်တင်ထားသောမာဗီရဲ့ဘူးတွေက
စီးကရက်ကိုထုတ်၍မီးညှိလိုက်သည်ထိုအခိုင်နှာခေါင်းဝစီသို့ပြန့်လွင်လာသောအပုပ်နှံတစ်ချက်အနှမ်းကဆိုးဝါးလွန်းလာသည်ဖြစ်ရာတပ်ပိုင်နှာခေါင်းကိုရှုံ၍မျက်မှောင်ကျုံလိုက်မိသည်အပုပ်နှံကခက်အဲနှင့်နန်းဟောင်နေသည့်အနံမျိုးပြီးလေတရာမြင့်ဘက်မှနေ၍လေအောက်ကိုပြန့်လွင်လာသည့်အနံမျိုးတပ်ပိုင်ခေါင်းထောင်ပြီးကြည့်လိုက်မိသည်ဟမ်မြင်လိုက်ရသောမြင်ကွင်းကြောင့်တပ်ပိုင်ပါဇက်ထဲကမီးညှိထားခါစားစီးကရက်ပင်ပြုတ်ကျသွားရလေတော့သည်သူရှိကကြားဖြင့်ရုံအုတ်တိုင်းပေါ်မှာထိုင်ပြီးသူ့ကိုပြုံးပြုံးကြီးကြည့်နေသောအားမိုင်ကိုတွေးလိုက်ရခြင်းပင်ရုတ်တရက်ကြောင်ကြည့်နေရမှာစက္ကန့်ပိုင်းတွင်ကျိုးရိုးတစ်လျှောက်စိမ့်တက်လာသောကြောက်တရားကိုတပ်ပိုင်ခံစားလိုက်ရလေသည်အာတရေကြားဖြန့်ရုံထဲမှာပြည်သူစစ်ဆောင်များပြေးထွက်လာကြသည့်တိုင်တနက်ကိုကြီးတစ်ပေါလုံးကိုအောင်ပြစ်နေသောတပ်ပိုင်ကြောင့်မြည်သူမှအနားမကပ်ရဲကြကြီးကုံသွားမှသာရောက်လာကြပြီးကြောင်ကရန်ဖြစ်နေသောတပ်ပိုင်ကိုဝိုင်းပြီးဖမ်းဆွဲချုပ်နှောင်ထားလေလူ၃ယောက်ဝိုင်းပြီးချုပ်ထားသည့်တိုင်တပ်ပိုင်ကတော့အတန်းနဲ့ကြီးနှင့်တရေဟုအော်နေစေပင်ဖြစ်သည်တပ်ပိုင်ကျေးဇူးကြောင့်နောက်တစ်နေ့၌ပေါင်ပေါင်ကျိုင်းရှိကြားဖြန့်ရုံလေး၏တောင်လေးတော်ရှိကင်းရွဲများအားလုံးတွင်နှစ်ယောက်တည်းကင်းများဖြစ်ကုန်ကြလေသည်တရေ၆တီဟုဆို၍ကြားဖြန့်တဲ့ကပြည်သူစစ်များကိုလူဝင်အားထပ်ဖြည့်ပြီးကင်းဆောင်ခိုင်းလိုက်ခြင်းပင်တနက်တန်ကြောင့်ဒေါကဆကိုဖြည့်ရှင်းချက်တင်လိုက်ရသဖြင့်တပ်ပိုင်ကိုလည်းတထေးကတိတ်မကြည့်သို့သောတပ်ပိုင်ကသူအားကိုးရသူဖြစ်၍အရေးတော်မယူခဲ့ပေလက်နက်တွေသိမ်းပြီးအခန်းထဲမှာပင်အနားပေးထားလေ၏၃ရက်ခန့်ကြာတွင်ရှင်ဖြင်ကိုင်းမက်ရှိရှေးတန်းစခန်းကိုစခန်းချင်းမှုလူလွှတ်ရမည်ဖြစ်ရာအင်အားချို့ရောသွားသဖြင့်တပ်ပိုင်ကိုမူလတာဝန်များပြန်လည်ထမ်းဆောင်စေ၏ယူနီဖောင်းပြန်ဝတ်ခွင့်ရသည့်ညမှာတပ်ပိုင်တို့ကင်းရွယ်စောင့်ရသောနေရာသည်အားမိုင်တေဆုံးသောကင်းတဲ့နေရာမှာတော့မဟုတ်တော့ထို့ပြင်ဒီတစ်ခါတော့တယောက်တည်းကင်းဆောင်ရတာမဟုတ်၍လေတပ်ပိုင်ကြောက်စိတ်တော့တိတ်မရှိပဲစိတ်သက်သာရာရနေမိသည်ညနေထဲစကားတပြောပြောနှင့်ကင်းဆောင်နေကြရင်ကင်းတူကြသူကချင်လေးကူသားဖာကအိတ်ချင်လုံးသဖြင့်ခဏအေယုံမီဟုဆိုလာသဖြင့်တပ်ပိုင်ခွင့်ပြုလိုက်သည်ပြီးသူကလည်းကူသားဖာ၏ဘေးမှထိုင်၍ဖုန်းပွတ်နေလိုက်၏ဖုန်းပွတ်နေရင်အချိန်မီမျှကြာသွားသည်မသိလိုက်ဇက်ကျော်ရီလေးလာမှဖုန်းကိုပိတ်၍ကူသားဖာကိုနှိုးပြီးသူတလှည့်ပြန်မေးမည်ဟုတွေးလိုက်မိသည်သို့တော့ထိုတွေးဟုကဝီချက်မှစာဝင်လာတာမြင်တော့ရုပ်ချီးပင်ပျောက်ကွယ်သွားရလေ၏သူ့ဝီချက်ထဲကိုဝင်လာတော့အသံမက်ဆေ့ချ်တစ်ခုတပ်ပိုင်လက်ထဲကဖုန်းပင်လွတ်ကျသွားရမလို့ဖြစ်သွားရသည်ဇာကိုပို့နေသူသည်အားမိုင်၏ဝီချက်အကောင့်မှဖြစ်နေသောကြောင့်ပင်ကူသားဖာများမြင်သွားသေးလားဟုအတွေးနှင့်လှည့်ကြည့်လိုက်တော့ကူသားဖာကနှစ်ချိုက်ချိုက်အိပ်ပျော်နေပြီဖြစ်သည်အသက်ကိုခက်ပြင်းပြင်းရှူ၍ဖုန်းကိုအနားနာကပ်ပြီးအတန်းဖိုင်ကိုနှိပ်ဖွင့်ကြည့်လိုက်မိသည်အတန်းကဟိုးဝေးကြီးမှလာနေသောအတန်းမျိုးလေတိုးတန်တွေကြားထဲမှတိုးတိုးတက်တက်ထွက်လာနေသောအတန်းကအားမိုင်အတန်းအစ်စ်ပင်အကိုတဲ့ကြောက်စိတ်ကိုထိရင်တပ်ပိုင်ဖုန်းကိုငေးကြည့်နေမိသည်အတန်းကြားမှာအားတင်း၍အတန်းဖိုင်ပြန်ပို့မိလာ၏ဘသူလဲငါ့ကိုလာမနောက်နဲ့နော်ဘယ်မင်းလို့ပို့နေရလဲငါ့လိုက်ရှာလို့တွေ့မှာငါအစိုးမစိုးနဲ့နော်ဒေါသနှင့်ပြောလိုက်လို့ထင်သည်တစ်ဖက်ကခိတ္တမြငိန်သွားပြီးမှအတန်းဖိုင်တစ်ခုထပ်ပို့လာ၏အတန်းကလေးတန်းနေကြီးဖြစ်ရာဘာကိုပြောချင်မှန်းမသိအားမိုင်ဖုန်းကိုတယောက်ယောက်ရသွားပြီးသူ့ကိုလာနောက်နေခြင်းဖြစ်မည်ဟုတပ်ပိုင်တွေးလိုက်မိသည်မေလို့ရင်ငါ့ကိုလာနောက်နေတွေ့မှသိမယ်ဖုန်းကိုချပြီးကူသားဖာကိုနှိုးဖို့ပြန်အလှည့်ရင်သူ့ဘေးမှာငုတ်တုတ်ကြီးထိုင်ပြီးပြုံးပြုံးကြီးကြည့်နေသောအားမိုင်ကိုတပ်ပိုင်တွေးလိုက်ရလေတော့သည်အာတေးဟာလို့ငါ့ကိုမချောင်းနဲ့ရုံထဲကပြည်သူစစ်များပြေးထွက်လာခြင်းတွင်တော့တပ်ပိုင်လက်ချက်ကြောင့်သေဆုံးသွားသောကူသားဖာကိုတွေးလိုက်ရလေတော့သည်တပ်ပိုင်ကရန်ကိုတွေဝေနေသောတနက်ကိုကာရင်ကြောင်ကရန်အော်ဟစ်ဆဲဆူနေစေပင်ငါ့ကိုမချောင်းနဲ့ထွက်သွားဒီတကားတော့တပ်ပိုင်ကိုမြည်သူမျှမကယ်နိုင်တော့လူသက်မှုဖြစ်တော်လေပြဿနာမတက်လို့သောတထေကြောင့်တပ်ပိုင်လက်တလောအချုပ်ထဲဝင်၍နေလိုက်ရလေသည်ရဲလက်ကိုအပ်မလားဒီတိုင်းပြီးသွားမလားဆိုသည်ကတော့တထေပေါ်မှသာမူတည်လေတော့သည်တပ်ပိုင်ကအချုပ်ထဲမှနေရသည့်တိုင်ညဘက်တွေဆိုအိတ်မပြောတော့တညာလုံးငုတ်တုတ်ထိုင်ပြီးကြောက်ကြရက်ဖြစ်နေရှာလေ၏
အချုပ်ထဲမှာဆေးမသုံးရသဖြင့်လည်းတပ်ပိုင်ချင်းတွေကရုတ်တရက်ဆေးဖြတ်ခံလိုက်ရသလိုဖြစ်နေသည်မိုးသေးထန်စွာရွာသောတညတွင်တော့တပ်ပိုင်ချင်းတွေကပိုဆိုးလာလေသည်အချုပ်ခန်းထဲမှနေ၍တရေမလာနဲ့တွားဆိုပြီးကြောက်လန့်တကြားအော်ဟစ်နေအားမရင်ငါတောင်းပန်ပါတယ်ငါ့ကိုမချောက်ပါနဲ့ဟုလဲရှာကြီးတငယ်ငိုလေစိတ်ပြေလက်ပြောက်သုံးရန်ခွင့်ပြုထားသောဖုန်းနှင့်လည်းအခန်းတွင်သို့တညလုံးတစ်ဖြက်ဖြက်နှင့်လက်ပုံလိုက်ရိုက်နေသည်ကိုတွေ့ရ၏အဆောင်ပြည်သူစစ်များကတွားကြည့်ကြတော့လဲဘာမှမတွေ့ရသဖြင့်အယူးလိုအော်နေသောတပ်ပိုင်ကိုဆေးကြောင်နေသည်ဟုထင်ပြီးလှုပ်သားပေးထားလိုက်ကြလေသည်မိုးတန်လေးတန်တွေကတဲလွန်းလာသဖြင့်တပ်ပိုင်အတန်းကလည်းအပြင်ဘက်ကိုအနှောက်ယှက်သိမ်းမပေးနိုင်သည့်အတွက်အော်ဂျင်တလောက်အော်ကွာဆိုပြီးဥပစ်ခါပြူထားလိုက်ကြဟန်တူသည်၎င်းရဲ့အချိန်ကျော်လွန်သွားချိန်တွင်တော့အချုပ်ခန်းထဲကတပ်ပိုင်ရဲ့အတန်းတို့ကတဖြည်းဖြည်းငြိမ်ကျသွားလေတော့၏အဆောင်တွေကတပ်ပိုင်မောပြီးအိပ်ပျော်သွားသည်ဟုသာထင်ခဲ့ကြသည်သို့သောပြည်သူစစ်အဆောင်များ၏ထင်မြင်ယူဆချက်များမှားယွင်းကြောင်းသည်မနက်ခင်းအချုပ်တကားသွားဖွင့်ချိန်တွင်ဘွားကနေပေါ်လာရလေတော့သည်တပ်ပိုင်ကသူအိပ်ရာကလေးကိုမှီလျက်နေထားဖြင့်အသက်ပြောက်နေလျက်ရှိပြီဖြစ်သည်မျက်လုံးစုံတို့ကထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရသလိုကြောက်စိတ်ဖြင့်အံ့အားသင့်ပြူးကျယ်နေလျက်ရှိ၏ရုံးကန်ထားဟန်လက္ခဏာအနှဲငယ်တွေ့ရပြီးလယ်ပင်တွင်လည်းလက်ရအနှဲငယ်ထင်ကျန်နေသည်ကိုတွေ့ရသည်အထူးဆန်းဆုံးကတော့တပ်ပိုင်ဖုန်းထဲကဓာတ်ပုံများပင်အခန်းတွင်းရှိနေရာမျိုးမျိုးကိုအနေထားမျိုးမျိုးဖြင့်ရိုက်ကူးထားသည့်အပြင်သူ့ကိုယ်သူလည်းပြန်ရိုက်ထားသောဆယ်ဖီပုံများထို့အပြင်၎င်းပုံများထဲတွင်တပ်ပိုင်နှင့်အတူပါဝင်နေသောအမျိုးသမီးတစ်ဦး၏ပုံရိပ်ထို့ထက်ပို၍အံ့ဩထိတ်လန့်စရာကောင်းသည်ကထိုပုံရိပ်ပိုင်ရှင်မျိုးသမီးမှာလွန်ခဲ့သည့်ရက်များကအုတ်တိုင်းကိုကြော်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့သဖြင့်ကင်းဆောင်နေသောတပ်ပိုင်၏ပြစ်တက်ခြင်းခံလိုက်ရသောကြားဖြတ်မာလေးအားမာ၏ပုံများပင်ဖြစ်နေခြင်းပင်ဖြစ်ပါတော့သည်ဇေယျကျော်ထင်